အဲ့မှာလေလူဦးရေးကနေပြီးအခန်းထဲဝင်လာတဲ့အချိန်မှာလေးကျယ်နဲ့ကြည်နေနှစ်ယောက်ကိုပြသွားတယ်လေသိရမလားအဲ့မှာမြင်လိုက်တဲ့ခါအာဒါသုံးပွင့်ဆိုင်ပဲဒီကသုံးပွင့်ဆိုင်အချစ်စလန်လေးဖြစ်တော့မှာပဲဆိုစိတ်ထဲမှာနေထင်နေသုံးပွင့်ကဘလို့ဆိုင်မှာလဲဆိုတော့ကြည်နေကိုလေးကျယ်နဲ့လူဦးရေးနှစ်ယောက်ကလူချမဲ့သုံးပွင့်ဆိုင်ပဲဖြစ်ပါတယ်ကိုရီးယားတော့ရှစ်ပါမှုအုံတဲ့ခါကျရန်ထင်မှုအရန်အုံနေတယ်ဆိုတော့ဒီနှစ်ယောက်ကိုအကြီးကျယ်ရှေ့ရမယ့်အခန်းလေးဖြစ်နေအောင်ကားထဲမှာကြည့်လိုက်ရတယ်ကွယ်လေးကျယ်ကနေပဲကြည်နေကိုကြည့်တဲ့အခန်းလေးတွေကြည်နေကိုကြည့်တဲ့မျက်လုံးလေးကြည်နေကိုပေးတဲ့ကာကွယ်မှုတွေကလုံးဝကိုလှသူတို့နှစ်ယောက်အဲ့လိုမျိုး one frame မှာရောက်နေအောင်တွေ့လိုက်ရတယ်လောကကြီးပြည့်ပြည့်စုံသွားတယ်လုံးဝလှပမှုပေါင်း16000မှာကိုရီမျက်စိရှိမှရောက်နေကားက normal ကားလို့ပြောရမယ်ကွယ်ဟိုကြည်လင်းနေလေးကျယ်နေရကိုရှစ်ပြီးတော့အခုလည်းဒီမှာဒီအမိကိုเจ้าမိကွေးမလေးနှစ်ယောက်ကိုလည်းရှေ့ရမလို့ဖြစ်နေသူတို့ညီမနှစ်ယောက်ရဲ့ခမဆွဲလည်းအရန်မိရမင်းသားတွေနေအောင်သွားပြီးတော့အဆက်နေကြအောင်သူတို့ညီမနှစ်ယောက်နဲ့ကွယ်ဒီဓာတ်ရုပ်ဗေဒအရန်ကိုလှနေအဲ့လိုပဲနက်စရာလေးရလေကွယ်ဒီအမိကိုเจ้าမိကွေးလေးရှောင်းဝေနေအရန်ကိုလိုက်ဖန်နေပြောသူတို့เนี่ยကမဆွေရလေကြည်နေတယ်ဒီကောင်လေးကိုဘသူနဲ့ပေးစားကောင်ကြီးနေအော်ဒီကောင်လေးကအမိကိုเจ้าမိကွေးလေးနဲ့လိုက်ဖက်နေပါလားသူနဲ့ဆိုရင်တော်တော်လေးကိုဆက်လက်ပါလေးဖြစ်နေမှာလားဆိုပြီးတော့တွေးမိရကွယ်ဒီကားကြည့်ပြီးတော့ဘသူနဲ့အတွဲတွေလဲမှားမှာဆိုလို့ထင်နေကြတဲ့သူရှင်တို့အတွဲတွေကဘသူတွေဖြစ်မလဲရှင်တို့ရဲ့တင်မောကဘယ်သူတွေဖြစ်မလဲကိုကတော့ကိုတင်မောကိုယူပြီးသွားပြီရှင်တို့တင်မောတွေလည်းပြောပြပေးကြအောင်